ကျွန်တော်နာမည်ကတော့အောင်လင်းတက်နော်ကျွန်တော်ဒီနေ့ sharing လုပ်ချင်တဲ့အကြောင်းအရာတွေကတော့ IAM လို့ပေါ့နော် AWS မှာရှိတဲ့ IAM လို့အကြောင်း share လုပ်လို့ရှိတယ်IAM လို့ပေါ့နော်ကျွန်တော်တို့သိနေကြကတော့ IAM user ပေါ့နော် IAM user ဆိုပြီးရှိတယ်အဲ့တော့ IAM user ဆိုတာဘာလုပ်တာလဲဆိုတော့အခြေခံအားရတော့ကျွန်တော်ပြောတော့ပေါ့နော်ကျွန်တော်တို့ user သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့အရှင်းပြခြင်းတော့သူ user create လုပ်မယ် AWS ကို access လုပ်မယ်ပေါ့နော်သူ access key secret access key ကိုသုံးပြီးတော့ access လုပ်မယ်ပေါ့နော်အဲ့တော့ဥပမာကျွန်တော်တို့ user IAM user ကကြတော့ကျွန်တော် create လုပ်လိုက်မယ်ဆိုရှင်သူကဒီ AWS ကိုaccess လုပ်လို့ရတယ်နော်ဟိုဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့ IAM role ပေါ့ IAM role ကကြတော့သူကလည်းအဲ့လိုပဲaccess လုပ်ဖို့role တစ်ခုပေါ့နော်ဒါပေမဲ့သူကကြတော့role ပုံစံမျိုးတွားတယ်တွားပြီးတော့မှဘယ်လိုလဲဆိုတော့သူတခြားအဲ့ role က create လုပ်လိုက်ပြီဒါပေမဲ့သူ့မှာ access key secret access key မပါတော့အတွက်ကြောင့်သူကဟိုဟာဒီ AWS ကို access လုပ်လို့မရဘူးအဲ့မရတဲ့အတွက်ကြောင့်မလို့သူကတစ်ချက်တစ်ခုနဲ့ကက်ရတယ်နော်ဟိုဥပမာဆိုကျွန်တော် IAM ကို access create လုပ်လို့ဆိုလို့ရှိရင်ဒီမှာကျွန်တော် AWS service နဲ့ trusted entity အနေနဲ့ပေါ့နော်ဘယ် trusted entity type ကိုရွေးမလဲဆိုပြီးတော့ဒါရွေးပြရတယ်နော်အဲ့ဒီလို role ကတည်းကသူ trust လုပ်ပြီးဥပမာ AWS service ဆိုရှင်ကျွန်တော်တို့ဒီမှာ example တွေနဲ့ကျွန်တော် EC2 ကို lambda တို့ service တွေအားတွေနဲ့လည်း trust လုပ်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကတော့ AWS account ပေါ့ဆိုတော့ခုနကတော့ IAM user ပေါ့ IAM user ကျွန်တော်အခုဆိုရင်ကျွန်တော် IAM user လေးတစ်ခုရှိတယ်အဲ့ user လေးနဲ့လုပ်မလားတခြား user တွေလုပ်မလားပေါ့နော် access ပေးမလားနောက်တစ်ခုကတော့ web identifier LLDS ဆိုတာကျတော့ဥပမာကျွန်တော်တို့ဒီ trusted အနေနဲ့ကျွန်တော်တို့တခြား Facebook Google တို့နဲ့တခါလေ login ဝင်မလား trusted တခါလေလုပ်မလားပေါ့နော်နောက်တစ်ခုကတော့ SAML နောက်တစ်ခုကတော့ trusted policy version ပုံရွှေ့ရေးရတာပေါ့နော်အဲ့တော့ IAM role ကိုနားလည်ဖို့အတွက်ကျွန်တော်မှတ်စာရင်း AWS account နဲ့စပြီးတော့နော်ကျွန်တော်ရဲ့ဒီရွှေ့လိုက်တာကတော့ AWS account ဒီ account လေးကိုကျွန်တော်ရွှေ့လိုက်မယ်ရွှေ့ပြီးတော့ create လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ permission policy အနေနဲ့ကတော့ကျွန်တော်တို့က attach တွဲအောင်ပေါ့နော်တက်တဲ့ permission တွဲရကျွန်တော်ဒီတစ်ခါမှာတော့policy မတွဲတော့ဘူးမတွဲတော့လည်း permission policy မတွဲတော့လည်းစစ်လုပ်ခဲ့နိုင်မယ်ပေါ့နော် okay ဒီမှာတော့နာမည်လေးပေးရမယ်ပေါ့နော်အဲ့တော့role name လေးပေးရမှာအဲ့ role name လေးကတော့ကျွန်တော် AWS Master Programmatic Admin လေးတွေဒီလိုသူ့ရဲ့ trusted policy က default ပါတဲ့ဟာလေးနော်သူကဒီ trusted ကတော့ဒီမှာဘယ်သူ့ကို trusted AWS account လို့ပြောဆို AWS account ID လို့ပြောပေါ့နော် STS အရှုံးလို့ယူပြီးတော့ဒီသုံးပါပေါ့နော်သူက okay ဒီတိုင်းတော့ကျွန်တော် create လုပ်လိုက်မယ်လုပ်လိုက်တော့ကျွန်တော် create လုပ်တဲ့ဒီပါလိုက်ပေါ့နော်အဲ့တော့ဒီမှာ AWS Master Program AWS Master Program Programmatic Admin လို့ဆိုပြီးတော့ create လုပ်လိုက်ပြီနော်နောက်တစ်ခါအနေနဲ့ကျွန်တော်အဲ့ဟာကိုတွဲဖို့အတွက် MALD admin နဲ့မတွဲဘဲနဲ့တော့ဒီတစ်ခုတွဲလိုက်မယ်ပေါ့နော်သူဟိုမှတ်လို့ရအောင်နော်ကျွန်တော် admin ဆိုတာじゃ admin ရှိပဲ user admin account လေးကိုကျွန်တော် create လုပ်လိုက်မယ်ဒီမှာလေးကျွန်တော် policy မတွဲတော့ဘူးနော်တွဲတော့ဘူး policy မတွဲတော့ဆိုလို့တော့ဒီဟာ set တော့လုပ်လို့တော့ဆက်အောက်ကျွန်တော်လုပ်ခဲ့ရတယ် okay policy ကတွဲတော့ okay ဒါလေး
ထွက်လာပြီနော် okay return to user okay sorry ဒါလေးမှတ်ထားလိုက်ပါနော် okay AWS master programmatic admin ဆိုတာလေးထွက်လာတယ်သူ့ကိုကျွန်တော် access key secret access key တွေ create လုပ်မယ်နော် CNI သုံးချင်တဲ့အတွက်ကြောင့်လို့နော်ဒါရအောင်ပြီးပြီးသားအဲ့တော့ access key secret access key တွေထွက်လာပြီကျွန်တော်အဲ့ဒါလေးပတ်ထားရအောင်နော် okay okay ဒီမှာကျွန်တော် permission policy တူမှာလည်း permission policy မပြောထားဘူးဒါပေမဲ့သူ့မှာပါလဲဆိုလို့ရှိရင်သူက default အနေနဲ့သူက access key secret access key ရှိတဲ့အတွက်ကြောင့်မလို့သူကဒီ user တွေကဘာလုပ်လို့ရမလဲ AWS ဟိုလာပြီးတော့ဒါပြောလို့ရမယ်ပေါ့နော်အဲ့တော့ဒါ IAM ကိုထွက်ပြပြီးတော့ကျွန်တော် IAM policy ကဒီအဲ့တော့ဘာဆက်လုပ်မလဲဆိုလို့ရှိရင်ကျွန်တော် IAM policy နဲ့ဘယ်လိုမျိုးကိုမြင်လို့ရမလဲဆိုတော့ပုံလေးဆက်ထားပြရှိတယ်အခုဆိုကျွန်တော် IAM user တွေက account လေးကဒီ ID လေးပေါ့နော်ဒီ ID လေးနောက်ကြဒီ master program AWS master program message ဆိုပြီးတော့ကျွန်တော် create လုပ်ထားတယ် AWS master programmatic admin role ဆိုတာ role နဲ့ create လုပ်တာဆိုဒါ role ဟုတ်ပြီဒါကကျွန်တော်ကဟိုပါပဲ IAM user လေးပဲရှိတယ်ဒါကကြတော့ကျွန်တော် role ပေါ့ဟိုအဲ့တော့လို့လဲဆိုတော့ကျွန်တော်ကဒီ row ကိုကြည့်တယ် okay row ကိုပြချက်ပြန်သွားကြည့်လဲဆိုရှင်ကျွန်တော်အခုrow ကိုသွားနိုင်တယ်ကျွန်တော်ရဲ့ create လုပ်ထားတာလေးကိုရှော့ပြမယ်နော် AWS master programmatic admin role မှာဒီ permission ကျွန်တော်မထည့်ထားဘူးကျွန်တော် trusted relationship မှာဒါလေးထည့်ထားဒါလေးထည့်ထားတယ်ဒီဟာလေးကကျွန်တော် default ပါတာပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်ခုလိုက်မယ်ဘာပါလဲဆိုရှင်သူ့မှာ trusted relationship ဒါလေးပါတယ်ငကိုပါတာပေါ့နော် sorry ဒါလေးငကိုပါတဲ့ဟာလေးရှိမယ်နောက်တစ်ခုကသူ့မှာဘာရှိမယ်ဆို permission ရှိမယ်ဒီမှာကျွန်တော်မှာ permission ရှိမယ် permission လုပ်လို့ရမယ် trusted relationship ရှိမယ်နောက်တစ်ခုကဘာမရှိလဲဆိုရင်maximum session duration ဆိုတာလေးအဲ့တော့အရေးကြီးတယ်နော် maximum duration ဆိုတာလေးဆိုတော့ဒီမှာ maximum session duration ဆိုတာ1 hour ဒီမှာဆိုရင်1 hour ပေါ့နော်ဆိုတော့1 hour ပြီးတော့တခြားကြိုက်တဲ့ဟာတွေ customer တွေလို့ရွေးလို့ရတယ်နော်အဲ့တော့ဒီ maximum session duration ဆိုတာကဘာလဲဆိုတော့ဥပမာဒီ role ရဲ့ maximum duration ပေါ့သူကကျတော့ကျွန်တော်တို့ IAM ကို create လုပ်ရတဲ့ကျတော့ IAM ရဲ့ဒီကျတော့သူက user ကကျတော့သူက long life လေ long life ရှိရအောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ role ကကျတော့ကျွန်တော်တို့ကဒီဘယ်လိုပုံစံမျိုးဖြစ်သွားလဲဆိုတော့သူက duration ပါတယ်အဲ့တော့ duration ပါတယ်အဲ့တော့ဒီ၃ခုအနေနဲ့ပါတယ်အဲ့တော့ဒီ AWS ဆိုတော့ role မှာဆိုရှင်ဒီ trust relationship ပါမယ် permission ပါမယ် maximum duration ဆိုပြီးပါတယ်ဆက်လုပ်လို့ရတယ်အဲ့ဒါကြီးပုံကလုပ်လို့ရတယ်နော်လုပ်ရရင်ဒီ trust relationship မှာဆိုရှင်ပထမဆုံးချက်လေးက affect ပေါ့ affect ကဘာလုပ်မှာလဲ allow လုပ်မှာလားဘာလားdisallow လားအဲ့လိုပေါ့ရွေးလို့ရတယ်နောက်တစ်ခုကကျ principal ဆိုတော့ကျွန်တော်ဒီ resource ပေါ့ resource ရဲ့အောင်ကြီးရတာဒီကပဲ resource လဲအခုဆိုကျွန်တော်ဒီ AWS IAM 611ပေါ့ကျွန်တော်ရဲ့ user account ID တွေ account ID တွေ3611ကျွန်တော်ဒါကတော့ကျွန်တော်ဒါကိုရွေးထားတာရွေးထားပြီးတော့ပြီးတော့အရှုံး row အရှက်ပါတယ်အရှုံး row အနေနဲ့သူလွတ်ဆောင်တယ်နောက်တစ်ခု condition အဲ့လိုပြောပေါ့နော်ဒီမှာ၄ခုပါတယ်အဲ့၄ခုပါတဲ့အချိန်မှာကျွန်တော်ကဒီမှာလုပ်မလဲဆိုရှင်ကျွန်တော်ကဒီ principal resource တွေကို trusted host တွေကိုကျွန်တော်တစ်ခုနဲ့တွဲရမှာဟုတ်တွဲမယ်ဆိုတော့ဒီမှာကျွန်တော်ဒီ account နဲ့တွဲထားတယ်ဒီ account နဲ့တွဲနေကျွန်တော်အခုကျွန်တော် create လုပ်တဲ့ account လေးရှိတယ် AWS master program လေး add မယ်ဆိုတဲ့ account အဲ့ account တွေလာပြီးတော့ trusted လုပ် trust လုပ်ပါဒီမှာ trust လာလုပ်အဲ့တော့ကျွန်တော်ကဒီနေရာမှာ resource နေရာလေးမှာဒီ IAM user ရဲ့ ARN လေးကိုကျွန်တော်လာပြီးတော့ထည့်ပေးလိုက်ရမှာပေါ့နော်ဒီ AI ရဲ့ AI ကိုထည့်ပေးလိုက်ထည့်ပေးလို့ရှိရင်ဒီ role ဒီသူနဲ့တွားပြီးတော့ထည့်သွားတယ်ဆိုတော့ IAM user လေးနဲ့ attach ဖြစ်သွားပြီအဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့scenario လေးကိုပြပေးမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကျွန်တော်စီမှာကျွန်တော် AWS ကို configure လုပ်ပါကျွန်တော် CLI ဒါ AWS ကိုတွင်းလာပါညာတွေကတော့ကျွန်တော်တို့
ပြောတော့ပေါ့နော် AWS CLI တွေကျွန်တော်ဒီလက်ကျွန်တော် PC မှာတွင်းထားတယ်ပေါ့နော်တွင်းထားပြီးလို့ရှိရင်ကျွန်တော် CLI နေပြီးလှမ်းပြီးတော့ကျွန်တော် AWS ကိုလှမ်းပြီးတော့ access လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် AWS အဲ AWS configure ချပြီးရတယ်ပေါ့နော် SSD လို့ပေါ့အဲ့တော့ everywhere SSD ရကြတော့ခုနကတော့ကျွန်တော်မှတ်ထားပြီးသားရှိတယ်အဲ့ဒီမှတ်ထားပြီးသားဟာကိုဒီမှာတော့ SSD MBP ဆိုတာပေါ့နောက်တစ်ခုကတော့ secret SSD တော့ကျွန်တော်ထုတ်ထားတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုထည့်လိုက်တယ်နော်ကျွန်တော်ကတော့ Cisco region စီရမယ်86 is 1ဒါကတော့ JSON ပေါ့နော် okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ရဲ့ဟာလေးကိုတော့ပြန်ကြည့်ဆက်မယ်နော်ပြန်ကြည့်ဆက်ရင်ls minus l ခေါ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်အခု create လုပ်ရတဲ့AWS ဟာလေးလာပေါ် folder လေးလာပေါ်တော့နော်အဲ့တော့ folder လေးလာပေါ်တော့မယ်ဆိုတော့ကျွန်တော်ဆက်ကြည့်မယ်လို့ရှိရင်အဲ့မှာကြည့်လို့ရမယ်ဆိုရင်configure ကိုကြည့်လို့ရတယ် configure ကိုကျွန်တော်ကြည့်လိုက်တဲ့ချိန်မှာကျွန်တော်ကခုနကဒီ profile လေးထည့်လိုက်တယ်ဒါပေမဲ့ profile လေးမှာကျွန်တော်ဒီမှာ profile က default နဲ့တော့ဝင်သွားတယ်ဝင်သွားတယ်နောက်တစ်ခုကCAT ဆိုပြီးတော့ချက်ကြည့်လို့ရှိရင်ကျွန်တော်ကဒီ AWS prediction ကိုကြည့်လို့ရတယ်ကျွန်တော်ခုနဖြစ်တဲ့ prediction ကိုကျွန်တော်ကြည့်လို့ရတယ်နော် okay အဲ့တော့ခုနကပြောတဲ့ default အနေနဲ့ကျွန်တော်မဝင်ချင်ဘူးကျွန်တော် specific profile နဲ့တွားနေတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ရဲ့configuration ကိုကျွန်တော်ပြန်ပြောင်းလိုက်မယ်ပေါ့နော်ပြန်ပြောင်းလိုက်တယ် default ခုနက data မိတာတော့မသိဘူးเนาะဒီမှာဆိုရှင်ကျွန်တော် profile default အနေနဲ့ပေါ့နော်ကျွန်တော် default အနေနဲ့မဝင်လို့ကျွန်တော် profile ကကျွန်တော်အဲ specific profile နဲ့တွားချင်တယ်ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ AWS configure profile ဘယ်သူကိုကျွန်တော်ထည့်ချင်ပါလဲဆိုတော့ကျွန်တော် create လုပ်ထားတဲ့ AWS master programmatic admin ဆိုရင် IAM user လေးတွေကျွန်တော် IAM user လေးအသေးထုတ်ထားအဲ့ဒါလေးကိုကျွန်တော်ထည့်လိုက်မယ်နော်အဲ့တော့ထည့်လိုက်လို့ရှိရင်ခုနအတိုင်းပဲသူဘာတောင်းလဲဆိုရင်AWS access key secret access key တောင်းအဲ့တော့ကျွန်တော်ပြန်ကြည့်လိုက်မယ်ပြန်ကြည့်လိုက်မယ်ဆိုရှင်ဒီမှာကြည့်လိုက် default နဲ့ဒီဟာနဲ့ဆိုရင်နှစ်ခုပုံသွားတယ်ဆိုတော့လေနှစ်ခုပုံသွားတယ်ပေါ့profile နဲ့နှစ်ခုပုံသွားတယ်အဲ့တော့ကိစ္စမရှိဘူးကျွန်တော်ကဒီဟာအတိုင်းဒီတိုင်းပဲဆောက်ကြမယ်အခုကျွန်တော် specific profile နဲ့ AWS program မှာ JSON JSON ဆိုပြီးတော့ဆိုတာရှိတယ်ခုနရှိဘူးပေါ့လေကျွန်တော်တစ်ခါလေအဲ့ဒါမတက်မှာဆိုလို့ကျွန်တော်ပြန်တော့ဖြတ်လိုက်မယ်နော်အဲ့တော့ဒီထဲကိုဝင်ပြီးတော့ဖြတ်လိုက်ပေါ့အဲ့ဒါလေး default ဝင်သွားလို့ဖြတ်လိုက်ပြီအဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ profile လေးဝင်သွားပြီဝင်သွားပြီးလို့ရှိရင်ကျွန်တော်ကဘာလုပ်လဲဆိုရှင်အခုကျွန်တော်ဒီကျွန်တော်ကို CLI နေပြီးတော့ကျွန်တော် AWS ကိုနှံ့ပြီးတော့ access လုပ်လို့ရတယ်เนาะဒီ AWS programmatic admin လေးနဲ့ okay အဲ့မှာကျွန်တော်ဘာလုပ်လဲဆိုရှင်ကျွန်တော်ကဒီမှာ trusted host ပေးမယ်လေခုနကကျွန်တော်ပြခဲ့တဲ့အတိုင်းပဲโอเคဒီပုံလေးမှာတိုင်းပဲကျွန်တော်ကဒီ IAM ခုနကဒီ profile လေးတော့ IAM user လေးကိုကျွန်တော်လုပ်ပြီးတော့ပြီဒါပေမဲ့ဒီ profile လေးထည့်ဒီ profile လေးထည့်မယ်ထည့်ပြီးတော့လို့ရှိရင်အဲ့ profile IAM role လေးထည့်မယ်အဲ့ IAM role မှာကျွန်တော်ကဘယ်သူ့ကိုကျွန်တော်က trusted လုပ်လဲဆိုရင်ဒီခုနကကျွန်တော်ထည့်ခဲ့တဲ့ IAM master program ရဲ့ admin ကို trusted လုပ် trusted လုပ်ဆိုတော့ကျွန်တော်ကမှထည့်မယ်သူ့ရဲ့ IAM role ကိုထည့်မယ်ဆိုတော့ကျွန်တော်ခုနက manual ထည့်manual ထည့်လိုက်မယ် အဲ့တော့ AWS Master Programmatic Admin ကျွန်တော် profile ရဲ့ဟိုနာမည်လေးက role လေးဖြစ်မယ် AP.EU1 နော်ပြီးတော့လို့ရှိရင်ကျွန်တော်ဘာထည့်မလဲဆိုရှင်ကျွန်တော်က trust ထည့်မယ်လေသူ့ကိုဘယ်သူစီကို trust လုပ်စေချင်တာလဲဆိုတော့ကျွန်တော်ကဒီအဲခုနက AWS ဟိုလေးကိုလုပ်စေချင်တယ်ဒီလိုကြောင့်ဒီမှာဒီနှစ်ချောင်းလေးထည့်လိုက်ပြီဆိုတော့ role AI
ဒီ role AI ရဲ့နာမည်လေးကဘာလဲဆိုတော့ဒီ AWS Master Programming Admin role ရဲ့ AI ကိုထည့်မယ်အဲ့ AI လေးကဘယ်ရမှာလဲဆိုတော့ကျွန်တော် create လုပ်ထားတဲ့နေရာလေးနဲ့ကျွန်တော်ယူမှာပေါ့နော်အဲ့တော့အဲ့ AI လေးကိုကျွန်တော်ပြပြမယ်အဲ့တော့ဒီကျွန်တော်တို့ဒီမှာ AWS Master Programming Admin role လေး AI ရဲ့ကျွန်တော်ယူလိုက်ပြီယူလိုက်ပြီကျွန်တော်ထည့်လိုက်ပြီAI ကိုဒီကတူရဲ့အားလဲဆို admin role ရဲ့ AI ကိုထည့်ပြီးဆိုလို့ရှိရင် source program သူ့ဆီမှာကျွန်တော်တို့ကဒီ asset key secret asset key ကမရှိဘူးလေဒီ AI user မှာပဲ secret asset key ရှိတယ်အဲ့တော့အဲ့ဒီ role ကနေပြီးတော့တုံးပြီးတော့ကျွန်တော်စကားပြောမယ်ဆိုလို့ရှိရင်ဒီ role မှာ asset key secret asset key မရှိဘူးသူ့ရဲ့ profile ဘယ်လိုလဲယူသုံးရမလဲဆိုလို့ရှိရင် AWS master programmatic admin ကနေပြီးတော့ယူသုံးရမှာเนาะအဲ့တော့ဒီတော့ဒီတော့သူ့ရဲ့မှာlane နာမည်က AWS master programmatic admin okay ပြီးတော့ဆိုရှင်တော့ဆက်ရတော့မယ် okay ဒီတော့ပြီးတော့ရှင်တော့ကျွန်တော်စပြီးခေါ်ကြည့်မယ်เนาะခေါ်ကြည့်မယ်ဆိုတော့ကျွန်တော်ပုံမှန်လေးကြောင်းပုံမှန်ရိုက်တယ်မယ်ဘယ်သူပုံမှန်ဆိုတော့ SCS caller ID ကိုခေါ်ကြည့်မယ်เนาะAWS STS at profile AWS master programmatic admin လို့ဆိုပြီးတော့ကျွန်တော်ခေါ်လိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဟို AWS ရဲ့ get caller identity တို့ကျွန်တော် profile ကိုကျွန်တော်မထည့်ဘူးဒီကမထည့်ဘူးဆိုလို့ရှိရင်သူဘာကိုလဲယူတော့မှဆိုရင်သူဒီ static ကိုပဲမကျင်ညာထားတဲ့သူ default ရှိတဲ့ဟာကိုယူတော့မှကျွန်တော်မှရှိတဲ့ဟာကိုယူတော့မှမယ်။အခုကကျွန်တော်ကျင်နေတာပါဘယ်သူ့ကိုကျွန်တော်ယူတော့လို့ပြောတော့ profile ယူတော့ဘယ်သူ့ profile ယူတော့ AWS master profile admin ကိုအဲ့လိုယူတော့လို့ပြောလိုက်။ပြောလို့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ back ထည့်လိုက်ရအောင်နော်။ဒီဘက်ထည့်တယ်ပေါ့နော်။ Okay အဲ့တော့ဒီမှာဆိုလို့ရှိရင် access D9 ပြတယ် access D9 ပြတယ်ဘာဖြစ်လို့ access D9 ပြတယ်ဆိုတော့ one call လေးတဲ့ assume လို့တဲ့ခေါ်လိုက်တဲ့အချိန်မှာမင်းအဲ့ဒီခေါ်တဲ့အချိန်မှာဒီ user admin is not authorized to perform SDN authorized ဖြစ်ဘူးလေ SDN assume လို့သုံးဖို့အတွက် authorized ဖြစ်ဘူးလေ so AI authorized ဖြစ်ဘူးလို့ပြောခေါ်တယ်ပြောနေတာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ AWS master programmatic admin role လေးမှာဆိုလို့ရှိရင် trusted relationship ရှိတယ်ဒီ trusted relationship ရဲ့ AWS AI မှာဒါဆိုပါလေကျွန်တော်က default ကြီးပြတာအဲ့ default ကဘယ်သူ့ကိုပြောနေရလဲဆိုတော့0611 root ကိုပြောနေတာ root user ကိုပြောနေတာကျွန်တော်ကအခု root user ကိုကျွန်တော်သုံးမှာမဟုတ်ဘူးကျွန်တော်သုံးချင်တာဒီအခုကျွန်တော်အသစ် create လုပ်တဲ့ AWS master programmatic admin ဆိုတဲ့ဒီ user လေးကိုသုံးချင်တယ် user ကိုသုံးချင်တယ်ဒီ user ကိုသုံးချင်တယ်သူ့ရဲ့ AI ကိုထည့်ပြအောင်သူ့ရဲ့ AI ကဒီမှာသူ့ရဲ့ AI က copy ကျွန်တော်ခုပို့လိုက်ပြီနော်သူ့ AI ကဘာလဲစောင့်နေတယ် AWS master programmatic admin ဆိုပြီးစောင့်အဲ့ဒါလေးဖြစ်အဲ့တော့ဒီ AI နေရာမှာအဲ့ဒါလေး trusted ပြောင်းတယ်ပေါ့နော်အဲ့ဒါကိုယူသုံးလို့ကျွန်တော်ပြောချင်တာဆိုတော့ဒီနေရာလေးမှာကျွန်တော်ပြောင်းလိုက်မယ် AI ကိုကျွန်တော်အဲ့ဒါလေးကိုကျွန်တော် trusted ဘယ်သူ့ကိုအဲ့ role ကဘယ်သူ့ကိုသွားလို့ပြောတာဆိုတော့ဒီ AWS master programming admin ကိုအရှုံးလုပ်ပြီးတော့သူသုံးလို့ပြောအဲ့တော့သူ့မှာသူ့ဒီမှာကြဒီ account ဒီ AWS user မှာကျတော့ asset key secret asset key ရှိရလေကျွန်တော်ခုနကလောက်ထားပြီးတာအဲ့တော့ကျွန်တော် update လုပ်လိုက်ပြီးကြလို့ရှိရင်ခုနဟာလေးကိုကျွန်တော်ပြန်ပြီးတော့အဲခေါ်ကြည့်တယ်နော်ဒီမှာမြင်ရတာတော့မသိဘူးနော်ဒီမှာ calling assure operation ဆိုပြီးတော့ဒီမှာဆိုတော့တော့ပြန် okay တော့တော့ပြန်အခုကျွန်တော်ကြည့်ကြအောင် okay ဒီမှာ collect တဲ့အချိန်မှာတော့ကျွန်တော် user ID account နဲ့ AI ဆိုပြီးတော့ဒီထွက်လာတယ်နော်ထွက်လာတော့ဆိုတော့အဲ့တော့ flow လေးကတော့ဒီမှာဒီမှာဒီမှာကျွန်တော် class ခေါ်တယ်လည်းဒီ base flow တွေဘာတွေသွားလဲဆိုတော့ backend လေးကိုမြင်ရတယ်ပေါ့နော်
ဒီမှာကျွန်တော်စပြီးတော့ခေါ်လိုက်တဲ့အချိန်မှာသူဒီကနေပြီးတော့AWS CLI version တွေသွားတယ်အဲ့မှာ blue တွေသွားတယ်တွေသွားတယ်အဲ့မှာ request လုပ်တယ်အဲ့မှာ response ပြန်တယ်အဲ့ဒါတွေเนาะဒီမှာမြင်ရတယ်เนาะဒီမှာအာသေးစိတ်ကြည့်လို့ရတယ်နောက်ပြီးတော့ဒီအဲ့မှာ row ကိုသူသုံးတယ်သုံးပြီးတော့ရှင်သူ့ရဲ့ token လေးစီသုံးစုပြီးတော့သူသွားတာတွေပါတယ်ဒီမှာ request လုပ်တာတွေမြင်ရတယ်နောက်ပြီးတော့ဒီမှာဘာမြင်အောင်လဲဆိုရှင်ရှိပါအဲ့ဒီက okay ဒီမှာ authorization ဖြစ်သွားတယ်ဒီမှာ expiration တွေပါတယ်ကြည့်လို့ရတယ်နောက်ပြတော့ special လည်းကြည့်လို့ရတယ်အကုန်ပါတယ်သူကဘာလို့သုံးသွားတယ်လို့ဒီသုံးသွားဆိုတော့ဒီမှာ expiration ကြည့်လို့ရတယ်ကျွန်တော်ကခုနက expiration က1နာရီထားတာဟိုဒီမှာပြထားတာကျတော့ UTC hour နဲ့ပြထားတယ်အဲ့တော့ဒီဘယ်လောက်ချိန်နောက်1နာရီကြာတဲ့အချိန်မှာဒီ row လေးကတော့3ရက်မှာဟုတ်တယ်ဒီ row လေးက3ရက်ရတယ်နော်အဲ့ဒါလေးပုံလေးဆွဲတာရှိတယ်ပုံလေးကဘယ်လိုဆွဲထားလဲဆိုတော့ဥပမာဒီလိုမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်ကအခုဒီ row ကနေပြီးတော့ဒီ default ပါတဲ့ဟာတွေဒီ LA print ဟိုကျွန်တော်ဘယ်သူ့ကို trust လုပ်လိုက်တာ trust လုပ်တယ်ဆိုရင်ဒီ AWS Master Program Mathematic Admin လေးရဲ့ AI လေးနဲ့ကျွန်တော်စားထုတ်ပြီး trust လုပ်လိုက်တယ်ပေါ့နော် okay အဲ့မှာရသွားတယ်ပေါ့နော်ရတော့အခုဒီမှာကျွန်တော်စပြီးတော့ AWS SQL Scholar Entity ကိုကျွန်တော်ခေါ်ကြည့်လိုက်မယ်ပေါ့နော် profile ဆိုပြီးတော့ master ဆိုပြီးတော့ခေါ်ကြည့်တဲ့အချိန်မှာကျတော့ဘယ်လို flow သွားလဲဆိုတော့ကျွန်တော်ခေါ်လိုက်တဲ့အချိန်မှာသူဘယ်သူ့ကိုစီသွားလဲဆိုရင်ကျွန်တော်ရဲ့ဒီ AWS config ထဲမှာရှိတဲ့တော့ခတ်တယ်အဲ့မှာတော့ခတ်တော့တရားလေးတွေ့မယ်တရားလေးတွေ့တဲ့နောက်ပြီးတော့ဘယ်လိုဆက်ပြီးတော့အောက်မှာတွေ့လဲဆိုရင်ကျွန်တော် config ဆက်ဆက်လို့ဒီ program တွေကဒီ row ကိုချိန်လို့ပြောထားတာကို row ကိုချိန်လို့ပြောထားတော့ဒီ row ကိုချိန်ထားတယ်ဒီ row ကိုချိန်ထားပြီးတော့ဒီ row မှာဒီ row ကကျတော့ဘယ်သူ့ရဲ့ AI ကိုပြန်ညွှန်းထားတယ်ဆိုတာဒီ AI AWS AI ကိုညွှန်းထားတယ်ဒီ mass AI ကိုညွှန်းထားတယ်ဒီမှာညွှန်းထားတယ်ညွှန်းပြီးတော့လို့ရှိရင် okay ဒီမှာတွေ့ပြီဆိုလို့ရှိရင်ဒီကအဲ့မှာအဲ့ညွှန်းထားတဲ့အတွက်ကြောင့်အဲ့အချိန်မှာဘာလဲဆိုတော့ asset key နဲ့ secret asset key က IAM user ထဲမှာပဲပါတယ် row မှာမပါအဲ့တော့ IAM user ထဲမှာပါရတဲ့ကျွန်တော် source profile ကနေပြီးတော့ IAM သူ့ရဲ့ asset key secret asset key ID ကိုယူသုံးဖို့နံပါတ်1အတင်နေပြီးတော့ယူသုံးပြီးလို့ရှိရင်ဘယ်သူစီသွားမလဲဆိုရင်နံပါတ်3အနေနဲ့ကျွန်တော်တို့ကဒီ HTTPS request လို့ဘယ်သူ့ကိုဘာယူပြီးလုပ်မယ်ဆိုတော့ဒီ SSK secret access ကိုလုပ်မယ် SSL ကိုလုပ်မယ်လုပ်လို့ရှိရင်မှာ तू က okay မှန်တယ်မင်း SSK secret access မှန်တဲ့အတွက်ကြောင့် response ပြန်မယ်ဒီ user ကိုပြန်လာမယ်ပြန်လာပြီးလို့ရှိရင် okay နောက်ပြီးတော့နံပါတ်ပြန်လာပြီးလို့ရှိရင်အဲ့ဒီ best user ကနေပြီးတော့ okay ဘာလုပ်မလဲဆိုရင်အဲ့ဆိုရင်မင်းငါ့ကိုဒီ action လုပ်ပြီပေါ့နော် action လုပ်ပြီဆိုပြီးတော့ဒီ SSK assist ဒီထုတ်ပြီးတော့ဆိုပြီးတော့ပြောမယ်ပြောတဲ့အချိန်မှာတော့ဘာလေးယူလာပြီးတော့ပြောမယ်ဆိုခုနကကျွန်တော် row မှာပါတဲ့ token လေးနဲ့ယူပြီးတော့ပြောမယ်အဲ့ token လေးက expire ရှိရ1 hour ကျွန်တော်ပြောထားတယ်ကျွန်တော်တို့set setting ထည့်ပါ1 hour နဲ့ထည့်ထားတော့SCS ကိုပြောမယ်SCS ကလည်း okay ရပြီမင်းအဆက်ရပြီဆိုပြီးတော့ကျွန်တော်ဆိုထွက်လာလို့ set လေးရကြတော့ဒီလေးထွက်လာမှာပေါ့နော်ဒီကျွန်တော်တို့ဒီuser ID ရတာ account ဒါ AIN တခါပြီးတော့ဒီကျွန်တော်ခေါ်ကြည့်တဲ့ဟာလေးထွက်လာထွက်လာမယ်ဆိုတော့အဲ့မှာကျွန်တော်ခုနကကျွန်တော်မပြလိုက်ရအောင်เนาะ S-L ကိုခေါ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီ AWS configure အဲ့ဒီဒီ SQL caller ID ကိုတစ်ခါခေါ်လိုက်တယ်ခေါ်လိုက်တဲ့လည်းဘာထွက်လာလဲဆိုရှင်ကျွန်တော်တို့ဒီ AWS ကိုကျွန်တော်တို့ပြမယ်เนาะ okay ဒီ AWS ဆိုတာလည်းပြမယ်เนาะပြမယ်ဆိုတော့ CD AWS အဲ့မှာ LS နဲ့ LS ခေါ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီ collar လေးကိုလေမခေါ်ခင်တော့ဆိုရှင် confidential နဲ့ config ပဲရှိတာ precision နဲ့ config ပဲရှိရနော် CLI လေးမပေါ်သေးဘူးရတယ်နေရာလေအဲ့တော့ဘယ်လိုမြင်လို့ရမလဲဆိုရင်ကျွန်တော်အဲ့ဒီ CLI လေးကိုကျွန်တော်အဲ့ create delete လုပ်လိုက်မယ် okay အဲ့ဆိုရင်ကျွန်တော်ပေါ်တော့ okay CLI လေးမရှိတော့ဘူးเนาะ CLI လေးမရှိတော့ဘူးဆိုရင်ဒီဟာကိုနှိပ်လိုက်မယ်
ကျွန်တော် SCS ကောလာအနေနဲ့ခေါ်ကြည့်တယ်ခေါ်လို့ရတာပဲခေါ်လို့ရသွားတဲ့အချိန်မှာသူကဘလို့မှကျွန်တော်အခုဒီဘက်မှာ CLN လေးပေါ်လာဒီစားမိတယ်ပြီ Okay SCLN ဘာလို့ပေါ်လာတော့ SCLN ဘာလို့ပေါ်လာလဲဆိုတော့ SCLN လေးကိုကြည့်တယ် CLN ကဘာရှိလဲဆိုတော့ Okay ကချီရှိတယ်ကချီလေးကိုဝင်လိုက်မယ် Okay Okay ကချီလေးဝင်လိုက်လို့ရှိရင်JSON file လေးတွေ့မယ်JSON file လေးတွေ့လို့ရှိရင်ကျွန်တော်ဖတ်ကြည့်တယ် Okay Okay JSON file လေးကိုဖတ်ကြည့်လို့တဲ့အချိန်မှာတွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကချီ file ကြီးအနေနဲ့သူသိမ်းတာဘာကြီးသိမ်းထားလဲဆိုရင်ဒီက user access key ID ကျွန်တော်ခုနကထည့်လိုက်တဲ့ access key ID တွေလေ access key ID secret key တွေပါတယ် social token တွေသူအမှအကုန်သိမ်းထားပေးတယ်သိမ်းထားပေးနေဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကျွန်တော် PC ထဲမှာသိမ်းထားလိုက်တာသိမ်းထားပြီးတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကကချီထဲမှာရောက်သွားပြီဆိုတဲ့အတိတ်ပဲเนาะအဲ့တော့ကချီထဲမှာရောက်သွားရဲဆိုတဲ့အတိတ်ပဲကအခုချိန်မှာဒီအဆင့်ကိုပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော် AWS ကနေခေါ်တယ်ဆက်လက်ချင်းကျွန်တော်တို့ကခေါ်လိုက်ပြီဆိုတော့ဘယ်လိုလုပ်လဲဆိုတဲ့အဆင့်လေးဒီဟာလေးလောက်သွားတယ် AWS config ကိုကြည့်တယ်အဲ့မှာဒီနောက်ထပ် programmatic rule နဲ့ချိန်ထားတယ်အဲ့ programmatic rule ကနေပြီးတော့တခု source program တရားကို access key source program နဲ့ access key တွေရတယ် security secret key ကနေပြီးတော့ HTTP ကိုကတ်လုပ်တယ်အဲ့မှာ HTTPS ကနေပြီးတော့ okay မင်းမှန်တယ်မင်းဒီ access key မှန်တဲ့အတွက်ကြောင့်မလို့မှန်တယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့တော့ user စီကိုပြန်ရောက်တယ် user PC လေးတွေပြန်ရောက်တယ်အဲ့ user PC လေးတွေပြန်ရောက်တဲ့ချိန်မှာအဲ့ user PC လေးကနေပြီးတော့ user PC လေးကနေပြီးတော့ဒီ response လုပ်လိုက်တဲ့အချိန်မှာသူကဘာပြန်ရတာဘာရတာလဲဆိုတော့ token နဲ့ expire ဆိုပြီးတော့အဲ့ဒါလေးရလာတဲ့ဟာလေးတွေယူပြီးတော့နံပါတ်5နေနဲ့ဒီ SCS ကိုပြန်စကားသွားပြောတယ်ပြန်စကားသွားပြောတယ် SCS က okay ဟုတ်ပြီမိကြီးမှာ token ရှိရဆိုတော့လည်း response ပြန်ပြီးတော့သူခုနက reset ကိုထုတ်ပြီးတဲ့အချိန်မှာအဲ့တော့ခုနကဒါကျွန်တော် SCS ကိုပထမဆုံးစခေါ်တဲ့အချိန်မှာပဲဒီအဆင့်လေးပြီးတယ်ဒုတိယစခေါ်တဲ့အချိန်မှာဒီအဆင့်လေးမလုပ်တော့လည်းဘာလို့မလုပ်တော့လဲဆိုတော့ကျွန်တော်ရဲ့ user ထဲမှာဒီ response ပြန်လိုက်တဲ့အချိန်မှာဒီ token နဲ့ access key နဲ့ cache file ထဲမှာတင်ပြီးသားဖြစ်ဒီဟာလေးရတယ် cache file ထဲမှာကျွန်တော်တင်ထားတော့ပေါ်လာတယ်ပတ်သက်ပေါ်လာပြီးတော့ပေါ်လာအဲ့တော့ cache မှာတင်ထားပြီးတော့အဲ့တင်ထားတဲ့ဟာလေးကဒီနံပါတ်5အဆင့်ကနေတွားပြီး SCS ချက်ပြန်ခေါ်တဲ့အတွက်ကြောင့်မလို့ဒီကောင်နဲ့ communicate ရပြီးတော့ response ပြန်ဆိုလိုတာဒီ cache file လေးရှိနေလို့ရှိရင်ကျွန်တော်ဒီအဆင့်လေးမလုပ်တော့ဘူးထပ်မလုပ်တော့ဘူးဒီ cache file လေးရမှာလေးယူပြီးတော့ခေါ်နေတဲ့ကြောင့်မတရားလေးဒီ9နဲ့6နဲ့ဆက်ဖြစ်သွားမှာဒီတစ်ခုနဲ့ပဲပြီးသွားမှာပေါ့နော်အချိန်ကြီးမကြာတော့ဘူးအဲ့တော့အချိန်ကြီးမကြာတော့ဆိုတော့ဘယ်လိုသက်တည်ပြလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာထားခဲ့တဲ့ဒီ asset key ကဒီမှာရှိအောင် asset key နဲ့ဒီယူပြီးသုံးပြီးတော့မှ9ဆင့်ကိုရောက်ပြီးတော့မှဒီပြန်ပို့ပြီးတော့မှ6ကိုပြန်သွားလာတာလေအခုကကျွန်တော်ခုနပြောတယ်ကချီပိုင်လေးမှာရောက်ပြီးသွားတဲ့အတွက်ကြောင့်မလို့ဒီကချီပိုင်လေးမှာသူPC ထဲမှာအရင် token လေးဟိုရောက်လို့ဒါတွေကလောက်တာရောက်ပြီးသွားတဲ့ကြောင့်ဒါတွေလောက်ဆရာမလို့ဆိုတော့တက်တည်ကြရတယ်ဆိုတော့ဒီအဆင့်တွေလောက်ဆရာမလို့ဒီအဆင့်လေးမှာရှိတဲ့ဒီ key ကိုတော့ဖြတ်လိုက်တဲ့အချိန်မှာဒီကောင်ဒီအဆင့်မသွားတော့မနဲ့ခေါ်လို့ရနေပြီဘာလို့လဲဆိုဒီအဆင့်တွေမသွားတော့ဘူးဒီအဆင့်ကိုကျော်သွားမသွားတော့မနဲ့ဒီရနေပြီးတော့ return ပြီးခေါ်နေရရအဲ့ဒီအဆင့်လေးကိုကျွန်တော်ဒီမှာရှိတဲ့ asset key secret access key ကိုကျွန်တော်ဖြတ်ပြီးတော့ခေါ်ကြည့်ကျွန်တော်တို့မှန်းထားတာကရမှာ okay အဲ့တော့ VI ဆိုပြီးတော့ AWS ကျွန်တော် credential လေးမှာရှိရဲဒီမှာအဲ့ဒါလေးကိုကျွန်တော်ဖုတ်ချက်လိုက်မယ်ပေါ့နော် access key secret access key တွေမှာကျွန်တော်ဒီ access key လေးဖြတ်လိုက်မယ် okay အဲ့တော့ access key လေးဖြတ်လိုက်လို့ရှိရင်ကျွန်တော်ဒီပုံမှန်တိုင်းဆိုဒီ access key secret key မရှိတော့ဘူးလေခေါ်လို့ရကြကြောင်မရှိတော့ဘူးမခေါ်လို့မရတော့ဘူးပဲဒါပေမဲ့ဒီမှာရနေဘာလို့ရနေလဲဟောဒီမှာရှိတယ်မရတယ်။ဘာဖြစ်လို့လဲဆိုတော့ခုနကပြောလို့ဒီ asset ကြီးလေးမရှိပေမဲ့လည်းဒီ CLI နဲ့ကချီထဲမှာသူတင်ထားတဲ့အတွက်ကြောင့်လို့သူကရနေပြီ။ဒါပေမဲ့ဒေချီလေးရမှာလို့ဆိုလို့ရှိရင်သူတနာရီရှိတယ် duration တနာရီ exploration ပေးတဲ့ကြောင့်အဲ့တနာရီကြီးတွေ့ရမယ်။အဲ့တနာရီကုန်သွားတဲ့အချိန်မှာတော့မထပ်ပေါ်လို့ချိန်မှာရမှာဟုတ်တော့ရမှာဟုတ်ဟုတ်ကျွန်တော် share ပေးချင်တာတော့ဒီလေးရတော့ပါပဲအဲ့တော့ AWS role လေးရနေပြီးတော့ဘယ်လိုသုံးလို့ရလဲ secure ပို့ဖြစ်တယ် IAM user အတွက် secure ပို့ဖြစ်တယ်ဆိုတာလေးပြောပြချင်တာဖြစ်ပါတယ်။ကျေးဇူး